Pure lifestyle ကိုကြည့်ရှုနေတော့ပိဋကကြီးကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေလို့နှုတ်ခွန်းဆက်ပါတယ်ပဏာမအနေနဲ့တလတာကာလအတွင်းမှာဖြစ်ပေါ်တတ်တဲ့ထူးခြားဖြစ်စဉ်ကံတရားလေးတွေပြောပြပါမယ်အဲ့ဒါတော့ပြီးခဲ့တဲ့အပတ်ဒီမှာနှစ်ကြိမ်တိုင်ကျွန်တော်ပြောခဲ့သလိုကြာသပတေးချူနဲ့တနုံးနေချူတက်ရှိတက်မဲ့တွေရဲ့လှုပ်လှုပ်ရှားရှားဖြစ်ပေါ်ပြောင်းလဲတာတွေဟာဂျွန်လဒုတိယပတ်တတိယပတ်မှာဖြစ်ပေါ်ခဲ့တယ်ဖြစ်ပေါ်ခဲ့မယ်လို့လည်းကျွန်တော်ပြောခဲ့ပါတယ်ယခုဒီရက်တရပတ်ဖြစ်တဲ့ဇူလိုင်1ရက်နဲ့9ရက်မှာလည်းကြာသပတေးနဲ့တနင်္ဂနွေနဲ့သက်ဆိုင်တဲ့တက်ရှိတက်မဲ့တွေလှုပ်လှုပ်ရှားရှားထူးခြားဖြစ်စဉ်ရှေ့တန်းရောက်ပြဿနာတွေနေနဲ့ပေါ်ပေါက်ဖို့ရှိပါတယ်မိုးများတာဗမာပြည်အနှံ့အပြားမှာမြေတွေပြိုတာမီးတွေလောင်တာအဲ့ဒီအပြင်ကိုပဲတွေဈေးနှုန်းတွေတက်တာအတက်ကြမြန်တာကိုဗစ်ပိုးတွေပုံများလာတာတိတိတသာဖြစ်ပေါ်ပါတယ်မီးဘေးအန္တရာယ်တွေလည်းရှိပါတယ်နောက်အိမ်ကအဆောက်အဦတွေနဲ့ပတ်သက်ပြီးရောင်းတာဝယ်တာတွေတွတ်လဲဖြစ်ပေါ်တယ်လို့အပြူအပြက်တွေများတဲ့ကာလဒါကိုကျွန်တော်ပိဋကကြီးအတွက်မေတ္တာလက်ဆောင်အနေနဲ့ဟောပြောပေးခြင်းဖြစ်ပါတယ်12ရာသီဘွားတွေကံတရားပြောပြပါမယ်ဒီရာသီဘွားတွေဟာစီးပွားရေးငွေကြေးအရာကံကောင်းတော်လဲမိမိရဲ့လုံလဝရိယအားနည်းခြင်းတတ္တိနေပါခြင်းကိုယ့်ဘာကိုယုံကြည်မှုအားနည်းခြင်းတွေအားသလူဖြစ်သွားတဲ့အတွက်ရတရားရှိတဲ့ကံတရားတွေလွဲချော်သွားဖို့ရှိပါတယ်ဒါကြောင့်နည်းနည်းသတိဝရိယလုံလအားလေးတွေစိုက်ပြီးပါမိမိပိုင်ဆိုင်ထားတဲ့ပညာရတွေထုတ်သုံးပါမိမိရဲ့ကြိုးစားယူသားထားတဲ့ကိစ္စတွေထုတ်သုံးပါဘာသာရဆိုင်ရာတွေဗဟုသုတတွေပညာတွေသင်တန်းတွေအသစ်သင်ယူရရှိရမယ့်ကာလမိမိအပေါ်မှာဂုဏ်သိက္ခာကြီးမားတဲ့အာဏာကြီးမားတဲ့ဩဇာကြီးမားတဲ့ပုဂ္ဂိုလ်တွေကမြေတောင်မြောက်ခေါ်ယူဖို့လမ်းကြောင်းပေါ်ရောက်နေတဲ့အချိန်ဖြစ်ပါတယ်နိုင်ငံတကာထွက်သွားဖို့အစီအစဉ်တွေအောင်မြင်ပါလိမ့်မယ်ပြည်တွင်းမှာလည်းပဲလုံလဝရိယဇွဲဆိုင်လိုက်ရင်ကြီးမားတဲ့ယာဓုယာကံအလုတ်စီးပွားရသွားမယ့်အချိန်ပါဒါကြောင့်ကံနဲ့ညာနဲ့ပေါင်းပြီးဖို့လိုအပ်တဲ့အချိန်ဖြစ်တဲ့အတွက်ကံကောင်းတော်လဲညာလုံလဝရိယစိုက်ထုတ်ပြီးပါနှလုံးသားအိမ်တော်ရေးကိစ္စตาယာလှပပါလိမ့်မယ်ချစ်သူအပေါ်မှာတစ္ဆာရှိဖို့လိုပါတယ်ချစ်သူအပေါ်မှာမာယာပရိယေများလိုက်တာနဲ့အဲ့ဒီရဲ့ပြဿနာတွေဟာမိမိမှာနောက်ဆက်တွဲရှင်းမရအောင်ရှုပ်သွားဖို့ရှိပါတယ်အိမ်တော်ရေးပေါ်မှာလည်းတစ္ဆာရှိဖို့လိုပါတယ်မိမိကံပူကောင်းမှုဆိုရင်အညိုရောင်ပန်းရောင်ခရမ်းရောင်အဝါအပြာနုရောင်များဖွင့်ပေးပါပို့ပြီးတော့ကံကောင်းမှုအိယာဖျားကိုတောက်တော်ရီ9ခွက်အချူရီတစ်ခွက်နဲ့တကြားလုံး9လုံးလှူပေးပါနေ့တိုင်းနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တပရိသပတ်စိတ်ပါ50နှစ်အတွဲရှေ့ဦးအခရာကြာတပတိအခရာနဲ့50နှစ်အတွဲထီကန်ဆန်းပြီပါအားလုံးသောဖြိုးပိဋကတိကျက်တည်မင်္ဂလာပေါင်းနဲ့ပြည့်စုံပြီးကျမ်းမာချမ်းသာကံကောင်းကြပါစေလို့နှုတ်ခွန်းဆက်ပါတယ်ခင်ဗျာ